တချို့အမျိုးသားတွေကသူတို့ချစ်တဲ့သူတို့နှစ်သက်တဲ့အမျိုးသမီးစီကအဖြေရဖို့ညနာလေးတွေ့ရဖို့အတွက်ကိုလုပ်ငန်းခွင်တွေကိုတွားရောက်တတ်တယ်ဆိုတာကြုံမှုကြားမှုကြမှာပေါ့နော်အဲ့တော့ဒီထဲမှာဆိုရင်လည်းစာရေးချက်ကအဲ့ဒီဇဝင်ငန်းလေးကိုထင်သာမြင်အောင်ရှိအောင်ရေးပြထားပါတယ်ရှင်ဆိုတော့ဒီကနေ့ကျွန်မဖတ်ပြမယ်နော် She smiled. I had a good time on Saturday night. She offered. ပြီးခဲ့တဲ့စနေနေ့ညတော့ကျွန်မပျော်ရွှင်ခဲ့ရပါတယ်ဆိုပြီးတော့သူမပြောရင်းနဲ့ပြောလိုက်တယ် So did I ကိုလည်းပဲပျော်ရွှင်ရပါတယ် Richard's eyes started from Mabel to Andrea ပြောရင်းနဲ့ Richard ရဲ့မျက်လုံးတွေက Mabel နဲ့ Andrea စီကိုလည်းရောက်သွားတယ် And though they both appear to be occupied with other things သူတို့နှစ်ယောက်ကြည့်ရတာအရင်တခြားအလုပ်တွေနဲ့အရင်အလုပ်များနေတဲ့ပုံပေါက်နေရဆိုပေမဲ့လည်းပေါ့ He knew they were listening သူတို့နှစ်ယောက်တိတ်တိတ်လေးနားထောင်နေဆိုတာသူသိတာပေါ့ဒီလိုပါပဲအလုပ်တွေမှာဆိုရင်တချို့နေရာမှာဆိုရင်ဒီအမျိုးသမီးသူတို့စီကိုဧည့်သည်ပိုင်းလာပြီးတော့တခြားသူတွေကတိတ်တိတ်လေးပေါ့နော်မတိမတာအကဲခတ်တာမျိုးတွေပါလို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးရေးပြထားတာပါ Do you think you could take a quick break so we can talk outside နည်းနည်းတော့အချိန်ရမလားမသိဘူးအဲ့ဆိုရင် group ပြင်မှာစကားပြောလို့ရအောင်လို့လေ I called earlier but you weren't in ကိုအစောပိုင်းတော့ခေါ်သေးရဲ့ဒါပေမဲ့မင်းမရှိနေလို့ I'd love to but I've got someone in the back ကျမလည်းပြောချင်ပါတယ်ဒါပေမဲ့ customer ကနောက်ဘက်မှာရှိနေတယ်ပြောမယ်ဆိုရင်ဒီအမျိုးသမီးကသူက beauty salon ပေါ့နော်သပင်နဲ့ပတ်သက်တဲ့အလှပြင်ဆိုင်နောက်ပြီးတော့အမျိုးသမီးကအလှပြင်ဆိုင်နေဖွင့်ထားဆိုတော့သူနဲ့သူ့ရဲ့အပေါင်းပါရင်လည်းအဲ့မှာရှိရပေါ့နော်အဲ့ဒါလေးသူပြောတာပါ It won't take long တိတ်မကြပါဘူး Julie hesitated glancing toward the clock Julia ခဏတွေ့ဝေသွားပြီးတော့နာရီတစ်ချက်ကြည့်လိုက်တယ် I promise Richard added I know you are walking ကိုဂရီပေးပါတယ်မင်းအလုပ်လုပ်နေရဆိုတာလည်းကိုသိပါတယ်ဆိုပြီးတော့ Richard ကပြောလိုက်တယ် A quick estimate said she had maybe a few minutes အဲ့တော့ဆုံးဖြတ်ချက်မြန်မြန်ချလိုက်မယ်ဆိုရင်သူလည်းသတိထားမိလိုက်တယ်ပေါ့နော်သူမမိနစ်အနည်းငယ်အချိန်နည်းငယ်ရတယ်ဆိုတော့သူသိတယ် I guess that's okay she said ကောင်းပြီလေအဲ့ဒါနဲ့အဆင်ပြေလောက်ပါတယ် but it can't be long ဒါပေမဲ့အရင်တော့မကြာနဲ့နော် otherwise I'll have spent the rest of the day trying to fix the color အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီကျမ customer ရဲ့သပင်အရောင်ညှိဖို့အတွက်ကျမတနေ့ကုန်ထပ်ပြီးတော့လုံနေရလိမ့်မယ် and you are going to find yourself in the dog house အဲ့တော့ရှင်ကိုယ်တိုင်လည်းစိတ်ပြက်စိတ်ဆိုးကိုလည်းအပြစ်တင်နေမိလိမ့်မယ်ပေါ့အဲ့ဒါလေးက EDM နေနဲ့သုံးထားပါတော့ be in the dog house ဆိုတာကတယောက်ကစိတ်ဆိုးဒေါသထွက်သွားတာပေါ့နော်တစုံတယောက်လုံးလိုက်တဲ့အပြုံမှုအတွက်အဲ့တော့ပြောချင်တာကဒီသူအချိန်ယူလိုက်တယ်ဆိုရင်ကောင်းလေးလဲသူ့ကိုယ်သူအပြစ်တင်ပြီးတော့ပေါ့နော်စိတ်မကြည်မနဲ့ဖြစ်သွားလိမ့်မယ်အဲ့တော့ကျမတို့အချိန်ခဏလေးပဲပြောကြမယ်ဆိုတဲ့အတိတ်ပဲလေးပါဒါလေး EDM လေးမလို့မှတ်သားထားလို့ရပါတယ်ရှင် Give me a second to check on her though Okay Sure အဲ့ဆိုရင်ကျမ customer စီကိုတစ်ချက်သွားကြည့်လိုက်မယ်သူ့ရဲ့သပင်အရောင်လေးကိုခဏလောက်ဘယ်လောက်အချိန်ကြာထားလို့ရမလဲဆိုတော့ကြည့်လိုက်အောင်မယ် Okay ကောင်းပြီလေ Sure ဆိုပြီးတော့Richard ကလည်းပြောလိုက်တယ်ပေါ့နော် So thank you for listening to me